ချက်သားတဲ့သင်ဟာအတိတ်ကာလတုန်းကမကောင်းတာကိုလုပ်ခဲ့လို့မကောင်းတဲ့အကျိုးရလဒ်တွေကိုရတာအဲ့ဒီမကောင်းတဲ့အကျိုးရလဒ်တွေကိုဘောင်းမဲ့ကြောင့်မကောင်းမှုနဲ့ပြန်ပြီးတော့တုံ့ပြန်ခြင်းရတာလေငကိုယ်တုန်းကမကောင်းလို့အခုမကောင်းတာအခုမကောင်းတာကိုမကောင်းတာကြီးနဲ့တုံ့ပြန်မယ်ဆိုရင်သင်အတွက်ကောင်းစရာအလားအလာမရှိတော့ဘူးဒါကြောင့်ဒီကိစ္စဟာငကိုယ်တုန်းကမကောင်းလို့ငါပေးဆက်ရတဲ့ကိစ္စအကျွေးပေးတယ်လို့သဘောထားပြီးတော့ချစ်ချစ်နက်နက်သာပေးလိုက်ပါပြန်ပြီးတော့ဒီပေးလိုက်တဲ့အတွက်ထပ်ပြီးတော့မယူချင်ပါတော့နဲ့ထပ်ပြီးတော့ယူရင်ထပ်ပြီးတော့ပေးနေရအောင်ပါနော်သဘောပေါက်ရလားဦးဇင်ပြောတာကိုအဲ့ဒါလို့သူ့ရဲ့အတိတ်ဆက်ကြောင်းကိုမြတ်စွာဘုရားကပြောပြပြီးတော့ကိုမကောင်းခဲ့လို့မကောင်းတာနဲ့တွေ့ရတာဒါကိုမကောင်းတာနဲ့ပဲပြန်တုံ့ပြန်မယ်ဆိုရင်မကောင်းဆက်မကောင်းတန်တရားသာလဲနေတော့မယ်အဲ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မတို့ဦးဇင်တို့အတွက်မှတ်သားစရာဒေသနာတစ်ခုပြောတယ်ဗျဟောတယ် ဒီလိုဆွဲသွားရည် တက်တက်ဟိုတက်တက်ဆွဲသွားကြီးလို့ပြောတာ